တော်ရိုက်တရိษံတွေရဲ့ရက်စံမှုလို့ပြောလိုက်ရင်ကျမတို့ကခြုံထက်တဲ့လက်သေးတွေမာကျောတဲ့မေးရိုးတွေနဲ့ထိတ်တီမုတ်ဆိုးတွေကိုပဲပြင်းပြင်းတတ်ကြပါတယ်။ဒါပေမဲ့သဘာဝတရားရဲ့ကြောက်စရာအကောင်ဆုံးကဘာပြက်ကတင်းငယ်တဲ့အင်းဆက်လေးတွေစီကနေစတင်နေဆိုတာသိပါသလား။နေရာကြီးတောက်ပနေတဲ့ကောင်းကင်ကြီးတစ်ခုလုံးကိုမိနစ်ပိုင်းအတွင်းအမောင်တုအဖြစ်ပြောင်းလဲဖြစ်နိုင်ပြီးဖြတ်တန်းသွားတဲ့နေရာတိုင်းကိုငတ်မော့ခေါင်းပါဖို့ငရေကန်အဖြစ်ဖန်တီးနိုင်နေတဲ့တော့သူတို့ကတော့အာဖရိကရဲ့အတန်တိတ်ဖြတ်စီသူတက်တန့်ကျိုင်းကောင်ကြီးတွေပါပဲဒီနေ့ဟန်တာတိတ်မန်ကနေတင်ဆက်ပေးမှာကတော့ပုံမှန်အချိန်မှာအန်ဒီရမရှိတဲ့အကျိုင်းကောင်လေးတွေကဘလို့အကြောင်းအရင်းကြောင့်သွေးစာတဲ့သွေးတောက်ကိုင်းကြီးအဖြစ်ပြောင်းလဲသွားတဲ့ဆိုတဲ့တုံလို့စရာအမောင်ချမ်းအကြောင်းပဲဖြစ်ပါတယ်ပုံမှန်အချိန်မှာတော့ဒီကျိုင်းကောင်လေးတွေကတခြားနှံကောင်လေးတွေလိုပဲအေးအေးဆေးဆေးဒီကောင်နဲ့နေထိုင်တတ်ပြီးတော့အပင်လေးတွေကိုပဲအကိုက်စားတတ်တဲ့အန်ဒီရဲ့ကင်းတဲ့တရားဝါလေးတွေပါဒါပေမဲ့ရာသီဥတုအပြောင်းလဲကြောင့်အစာရည်စာရှားပါလာပြီးသူတို့အချင်းချင်းအကောင်ရဲ့အရန်များပြားလာတာခန္ဓာကိုယ်ချင်းပွတ်တိုင်မိလာတဲ့အခါမှာတော့သူတို့ရဲ့ဗီဇာကလုံးဝပြောင်းလဲသွားပါတယ်သိပ္ပံပညာရှင်